Hello အားလုံးပဲမင်္ဂလာပါဗျာ MTNC channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလည်းမတင်တာလည်းအရင်ကြာတော့ပြီဆိုတော့ကျွန်တော်ဗီဒီယိုတစ်လေးတစ်ပုတ်တင်ချင်ပါတယ်တော့ပါလဲဆိုတော့ဒီနေ့တင်ထားကြတော့ကျွန်တော်တို့ဒီ Starlink ID တင်မဲ့သူတွေပေါ့နော် Starlink ID တင်မဲ့သူတွေအတွက်ဒီ passport လုပ်တဲ့နည်းပေါ့နော်ကျွန်တော်လုပ်တဲ့နည်းပေါ့နော်လုပ်ပြီးမှကျွန်တော်တို့ Starlink ID တင်ကြမယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာဒီ PSP file တွေလာဝယ်လို့ရပါတယ်ပေါ့နော် PSP file တွေတော့မဟုတ်ကျွန်တော်ဒီဝန်ဆောင်မှုလည်းပြီးတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့အောက်မှာ link လေးချပေးထားမှာဖြစ်ပါတယ်အဲ့ကနေလာပြီးမှဝန်ဆောင်မှုလုပ်ငန်းလုပ်လို့ရပါတယ်ကျွန်တော်စပြီးမှစလုပ်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကဒီအချက်လက်တွေကိုကျွန်တော်ပြင်မယ်ပေါ့နော်အချက်လက်တွေပြင်မယ်ဓာတ်ပုံတွေပြင်မယ်ပြီးရင်ဒီ code number တွေပြင်မယ်ပေါ့နော်အဲ့ဒါဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်ကဒါကိုအနည်းတက်ရင်ဆွဲလိုက်မယ်ပေါ့နော်โอเคအနည်းတက်ဆွဲပြီးမှကျွန်တော်ကဒီဟာလေးတစ်ချက်ထောက်လိုက်မယ်ဒါလေးတစ်ချက်ထောက်ပြီးရင်ကျွန်တော်ကဒီထဲကို double click ဆိုတဲ့နေရာလေးကို double click လေးနှိပ်ပေးရအောင်ဖြစ်ပါတယ်ဒါဆိုဒီနားမှာကျွန်တော်ကနာမည်ပြောင်းမယ်ကျွန်တော်တခြား PVPJ ဘာညာတွေပြောင်းမယ်เนาะ passport number တွေကိုကြိုက်တယ်လို့ထားလို့ရတယ်ပေါ့နော်ကျွန်တော်တော့ loss ကျွန်တော်ကိုလောက်ခိုင်းတဲ့တယောက်ရဲ့ data နဲ့လောက်မှာဖြစ်ပါတယ်ဒီရင်ကျွန်တော်တို့ကမွေးနေ့တွေဖြည့်ပေးလိုက်ပါဘောနော်မွေးရက်တွေရက်မှာမွေးတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဖြည့်ပေးလိုက်ပါသူကတော့9လပိုင်း73ရက်လို့ပြောတယ်ပေါ့နော်9လပိုင်းဆိုရင်ပေါ့နော်ကျွန်တော် MAY လို့ထည့်ပေးလိုက်မယ်ဆိုတော့ဒီမှာကျတော့စကလုံး3လုံးနဲ့ပဲထည့်ရမှာဖြစ်ပါတယ်ပေါ့နော်စကလုံး3လုံးပဲဂျင်းဆိုရင် JUN စက်တင်ဘာဆိုရင် SED ပေါ့နော်အဲ့လိုမျိုးနဲ့ထည့်လို့ရပါတယ်ဒီကျွန်တော်ကဒီတာမှအောင်ထည့်လိုက်မယ်ဒီကျွန်တော်တို့ကPV ဖြစ်တဲ့ကြောင့်မို့ကျွန်တော်ကမေးနေရမှာ PF ဆိုပြီးပြင်ပေးရမှာဖြစ်ပါတယ် add လုပ်မယ်ပြီးရင်ကျွန်တော်ကကျွန်တော်ကုံဆုံးရက်စတင်ရက်နဲ့ကုံဆုံးရက်ကိုကျွန်တော်ကြိုက်လို့ပေးလို့ရပါတယ်ဒါပေမဲ့9နှစ်ချားရမှာပေါ့နော်2025ကနေ2030အတွင်းပေါ့နော်အဲ့လိုလုပ်လိုက်မယ်ပေါ့ကျန်တဲ့လတွေနဲ့ရက်တွေကိုတော့ကျွန်တော်မပြောင်းတော့ဘူးပေါ့နော်ပြီးရင် PO လား PG လားပေါ့နော် PO ကျတော့ကျွန်တော်အလောက်ကင်နဲ့တွားတဲ့သူတွေ PG ကျတော့ကျွန်တော်တို့အလဲပတ်တွားတဲ့ပုံစံနဲ့ပဲလုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကpassport number ကိုကျွန်တော်ကြိုက်တယ်လို့ထားလို့ရပါတယ်ကျွန်တော်တို့ passport number ကိုတော့ကျွန်တော် MJ ဖြစ်ဖြစ် MK ဖြစ်ဖြစ်စိုက်တာထားလို့ရပါဘူးပေါ့နော် MH ဖြစ်ဖြစ်ထားလို့ရပါတယ်နောက်ပြီးနောက်မှာကျတော့ကျွန်တော်တို့စကလုံးကနန်း6လုံးကိုကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီဆိုရင်ကျွန်တော်အပေါ်ဘက်ကို dotted letter တွေကိုကျွန်တော်က dotted font တွေကိုလည်းကျွန်တော်ပြင်ပေးရမှာဖြစ်ပါတယ်ပေါ့နော်
MJ ဆိုပြီးကြားထဲမှာကျွန်တော် spacing တစ်ချက်ချရပြီးရပါတော့ဒီမှာတော့ကတ်လို့ရတယ်ဒီမှာကျတော့ spacing ချပြီးမှရိုက်ပေးရမှာဖြစ်ပါတယ်ဒီကျွန်တော်ကြိုက်တယ်လို့ထားလို့ရတယ်ပေါ့နော်ဒီမှာတစ်ချက်မားနေတာကျွန်တော်မော်ဖာလို့ဖြစ်နေတယ်ပေါ့နော်ဒီမှာတော့မော်ဖာမဟုတ်ပါဘူးမော်ဟာပြရပါတော့မော်ဟာလို့ပြောင်းလိုက်မယ်ဒီမှာရန်ကုန်ထားချင်ထားမန္တလေးထားချင်ထားပေါ့နော်စိုက်တဲ့ကိုမျိုးနယ်ကိုထားပေါ့နော်ဒါလည်းကျွန်တော်မပြောင်းတော့ဘူးနောက်ပြီးရင်ကျွန်တော်ကsign လေးလုပ်မယ်ပေါ့နော် sign လုပ်မယ်ဆိုရင်ကျွန်တော် website တစ်ခုကိုတွားအောင်ပေါ့နော်signwell.com online signature မှာအဲ့မှာကြိုက်တဲ့လောက်လုပ်လို့ရတယ်ပေါ့နော်sign letter လေးကျွန်တော်ထားကြည့်မယ်ထားဆိုတော့ကျွန်တော်ထားဦးဆို h ပေါ့နော်ထားဆိုတဲ့ပုံစံရိုက်လိုက်မယ်ပြီးရင်ကျွန်တော်က save ယူမယ်ပြီးရင်ကျွန်တော်ကဒါကိုကျွန်တော်ကPNG file နဲ့ save မှာဖြစ်တဲ့ကြောင့်ဒါကို on ပေးလိုက်မယ် on ပြီးတော့ကျွန်တော် download ကိုဆွဲလိုက်မယ်ပြီးရင်ဒီမှာ download ဆွဲနေပါပြီဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ရပြီပေါ့နော်ကျွန်တော်ရပြီအဲ့ဆိုကျွန်တော်ကဒီ sign letter မှာကျွန်တော်ကနာမည် sign ကိုပြောင်းမယ်ပေါ့နော်open ယူမယ်ပြီးရင်ကျွန်တော်ကဒီ sign လက္ခဏာလေးကိုအောက်ကိုပို့ချလိုက်မယ်နော်ဆွဲချလိုက်မယ်ဟုတ်ပြီပြီးရင်သူ sign လက္ခဏာကကျွန်တော်က folder 2မှာဖြစ်တဲ့အတွက်ကြောင့် folder 2ကိုဘက်ကိုရွှေ့ပြရမှာပေါ့နော် folder 2တော့ရွှေ့မယ်ဒါထုတ်လိုက်မယ်ဒါဆိုရင်သူပျောက်သွားမယ်ငကို sign ကပျောက်သွားမယ်ဒီကျွန်တော် sign ကရှိနေတယ်ပေါ့နော်ဆိုတော့ဆိုရပါပြီပေါ့နော်ဒါ sign ထိုးပြီးသားဖြစ်သွားပြီနော်ဒီရင်ကျွန်တော်ဒီမှာကျတော့ကျွန်တော်ဘယ်လိုထားမလဲဆိုတော့ကျွန်တော်ကဟောဆိုဒီရာကိုပဲကျွန်တော်ရှင်းပြတော့ဘောနော်ဒီကုတ်ထားနည်းလို့တော့ကျွန်တော်မပြောပြတော့ဘူးပေါ့နော်ဒီမှာကျတော့ကျွန်တော်က PVMMR လို့ထားမယ်ဒီရင်ကျွန်တော်ကဒီမှာတော့ထထဦးဆိုတဲ့ဟာကြီးကိုကျွန်တော်ဒီမှာရေးပြရမယ်ပေါ့နော်ကျွန်တော်အနေချင်းလောက်တော့ပြောပြလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်က less than ကိုချက်ပေးမယ်ပြီးရင်ကျွန်တော် HDAR ထားဒီ less than ပေးမယ် HDAR ထား less than ပေးမယ်ကျွန်တော် OO sorry 0နှလုံးပြသွားတယ်ဟုတ်0 O နှလုံးပြပါတော့ဟိုနှလုံးပြသွားပြီဆိုရင်ကျွန်တော်ကဒီကောင်းဆိုတဲ့ဟာလေးကိုဖြတ်လို့ရပါတယ်ကျွန်တော်ဒီအောက်ကနံပါတ်နဲ့ညီအောင်ကျွန်တော်ဒီ break less than ကိုဒီနည်းရှော့ရမယ်စက္ကန့်နဲ့လေးနေတာဖြစ်ပါတယ်ဒီနည်းနဲ့ထပ်တိုးပေးလိုက်မယ် Okay ဆိုရင်ကျွန်တော်ဘာဆက်လုပ်လဲကျွန်တော်ကဒီနောက်ကကျွန်တော်ဆက်ကိုစာကြည့်တယ်ဒီကိုဘာဆက်ဆက်လာပိုင်းဆက်တဲ့ဆိုပြီးနောက်ဆုံးဆိုတော့နောက်ဆုံးဆိုတော့ဆက်ချပြီးကျွန်တော်ကဆက်ပြောင်းပြရအောင်ဒီကနေ့
ဒီကနေ့ရဒီကနေ့စားပြီးတော့ကျွန်တော်ပြောပြတော့လို့နော်ဒါတော့ဒီကနေတွေ့ရမှာပေါ့လေဒီ passport number ကိုဆက်ချင်မှလို့ပြရမယ်ပေါ့နော်ဟုတ်ပြီအဲဒီကျွန်တော်ဒါပြီးဒီမှာကိုပြလိုက်လို့တော့နော်ပြလိုက်တယ်ဒီကကျွန်တော်ခုနကတပ်ပုံမှာကျွန်တော်တပ်ပုံဆွဲထည့်တယ်နော်ဆွဲထည့်တယ်ဒီနာရီဒီပါရနော်ဒီလိုနဲ့ကျွန်တော်ကတော့ဒီလိုရပါတော့ဒီတိုင်းနဲ့ကျွန်တော်ဒီအကြောင်းကိုဒီမှာဆက်လိုက်တော့ရအောင်